Hi 皆さんこんにちはဒီနေ့ဒီဗီဒီယိုလေးထဲမှာလည်းပဲအရင်အရှိအခောက်တင်တော့ကတော့ပဲ reading မြန်မြန်ဖြည့်နည်းအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မှမျှဝေပေးချင်ပါတယ် reading မြန်မြန်ဖြည့်နည်းအကြောင်းအရာလေးတွေကိုဗီဒီယိုနှစ်ပုတ်တင်ပြပါပြီအဲ့ဒါကတော့ reading မြန်မြန်ဖြည့်နည်းအကြောင်းအရာ၃ခုအကြောင်းကိုအပေါ်ရန်လေးရှင်းပြထားတဲ့ဟာလေးနဲ့ပေါ့နော်နောက်တစ်ခုက reading ဖြည့်တဲ့အခါမှာမလုပ်သင့်တဲ့ဟာလေးတွေကိုပြောထားပြီးသွားပါပြီเนาะရှေ့မှာဗီဒီယိုလေးလေ့လာလို့ရပါတယ်အခုဒီဗီဒီယိုမှာတော့အဲ့ဒီ reading မြန်မြန်ဖြည့်နည်းအကြောင်း၃ခုထဲကနေပြီးတော့မှမိဂုံမျိုးစားရဲ့စာကြောင်းတိစောက်ပွဲ keyword ရှာဖွေနည်းရဲ့ထဲကမှာ keyword ရှာဖွေနည်းကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ keyword ရှာဖွေနည်းကိုလေ့လာကြည့်အောင် keyword ရှာဖွေနည်းလို့ပြောရဲဆိုပေမဲ့ keyword ရှာဖွေနည်းမှာက sentence အကြောင်းနှစ်ခုရှိတယ်ပေါ့နော်နီးနှစ်ခုရှိတယ်ပေါ့အဲ့ဒီနီးနှစ်နည်းမှာပါလဲဆိုရင်နံပါတ်1ကတော့ keyword ရှာတာ main vocab ကိုရှာတာရဲ့နံပါတ်2က key sentence ကိုရှာတာရဲ့ဖြစ်ပါတယ် main vocab ကိုရှာတဲ့အခါမှာစာလုံးတစ်လုံးနဲ့ကို vocabulary တစ်လုံးနဲ့ကိုပြောချင်တာမဟုတ်ဘဲねစာကြောင်းတစ်ကြောင်းစာပိုက်တစ်ပိုက်အဲ့ဒါလေးတွေကိုဆိုလိုချင်တာဖြစ်ပါတယ် keyword တွေ့ပြီဆိုလို့ရှိရင် keyword စာကြောင်းလေးကိုတွေ့တယ် keyword စကားလုံးလေးကိုတွေ့တယ်ဆိုလို့ရှိရင်တော့ခေါင်းစဉ်ကိုနားလည်နိုင်ပါတယ်ဒီစာပိုက်ရဲ့ main ခေါင်းစဉ်ပေါ့နော်တဲမှာပေါ့နော် title ကိုနားလည်နိုင်မှာဖြစ်ပါတယ်ဒီစာကြောင်းကဘာအကြောင်းကိုရေးထားတာလဲဆိုတာကိုမှန်းဆလို့ရပြီဆိုတာ ਨੇ မှန်းဆပြီးတော့မှပေါ့နော်အရင်ရိုးဆိုးလုပ်ကြည့်မယ်အရင်တွေးကြည့်ပြီးမယ်တွေးကြည့်ပြီးတော့ရိုးဆိုးလုပ်ပြီးတော့မှစာပိုက်ကိုစဖတ်မယ်ဆိုလို့ရှိရင်နော်နားလည်ရခက်တဲ့နေရာတွေရှိနေရင်တောင်မှစာပိုက်ကိုအကောင်းဆုံးမှန်းဆပြီးဖတ်သွားနိုင်မှာဖြစ်ပါတယ်အဖြေနဲ့ပို့ပြီးတော့မှနီးစပ်ပြီးတော့နားလည်ရလွယ်လာပါလိမ့်မယ်အဲ့တော့ key sentence ကကြတော့စာရေးသူရဲ့အမြင်တို့အပြောချင်ဆုံးစကားတွေကိုရှာဖွေတဲ့အခါမှာသုံးတာဖြစ်ပါတယ်ဒါလေးကတော့နောက်ဗီဒီယိုမှာရှင်းပြပေးမှာဖြစ်ပါတယ်နော်ကဲ keyword ရှာဖွေနည်းလေးကိုစလိုက်ရအောင် keyword ရှာဖွေနည်းလေးက5ခုရှိပါတယ် keyword ပုံစံ5မျိုးကိုရှာကြည့်ရမှာဖြစ်ပါတယ်ဒါပေမဲ့5မျိုးလုံးကစာပိုက်တစ်ပိုက်ထဲမှာပါတယ်စာတစ်ပုဒ်ထဲမှာပါတယ်ရေလို့တော့မဆိုလို့ပါဘူးစာပုဒ်ဒီစာအပုဒ်နဲ့ပေါ့နော်သူ့ရဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ဘာရှိလို့ရှာတဲ့ဥစ္စာကွဲတယ်ဒါပေမဲ့အတိတ်က main ကတော့ဒီ5ခုတွေကတစ်ခုခုကိုရှာရမှာဖြစ်တယ်ပေါ့အဲ့ဒီ5ခုတွေကနေမှာနံပါတ်1ကဝါတိုင်းကကြတော့ခေါင်းစဉ်နဲ့ပတ်သက်တဲ့စကားတွေကိုပြောတာဖြစ်ပါတယ်နံပါတ်2ကတော့စာရေးသူရဲ့အမြင်တွေအပြောချင်ဆုံးစကားတွေကိုရှာရမှာဖြစ်ပါတယ်နံပါတ်3ကတော့ onaji kotoba တို့ထပ်ခါပါတဲ့ဟာတွေပေါ့ kurikai တဲ့အေဒူခိုတိုဘာတို့ဒါတွေကိုရှာရမှာဖြစ်တယ်။နံပါတ်4ကတော့ Salmon Tekina Kotoba ဆိုရဲဘာသာရပ်ကျွမ်းကျင်မှုဆိုင်ရာစကားလုံးတွေစာရေးသူလက်ဆွဲပေါ့နော်စာတစ်ပိုက်လုံးမှာသူလက်ဆွဲစကားလုံးအဖြစ်သုံးခဲ့တဲ့စကားလုံးကိုရှာနိုင်ရင်ရပါတယ်။နံပါတ်5ကတော့ပေါင်နေရစကားစုများဆိုရဲခေါင်းစဉ်ဖြစ်ပါတယ်။ခေါင်းစဉ်တစ်ခုချင်းစီကိုဝါရှိအသေးစိတ်ဆက်ပြီးတော့ရှင်းပြပေးပါမယ်နော်။အဲ့ဒီတော့ဒီမှာကြည့်ပါနံပါတ်1ခေါင်းစဉ်ဝါတိုင်းဆိုတော့ကဘာကိုပြောချင်တာလဲဆိုတော့ခေါင်းစဉ်နဲ့ပတ်သက်တဲ့စကားလုံးတွေကိုအများဆုံးရေးထားတဲ့ဟာကိုဝါတိုင်းလို့ဆိုလိုပါတယ်နော်ဆိုချင်ပါတယ်ပေါ့နော်အဲ့တော့ဝါတိုင်းကဘယ်မှာရှာလို့ရလဲဆိုလို့ရှိရင်စာတပုတ်မှာဝါရှိတို့စီထားတဲ့ဂျွန်းဘန်းကအခုလို၄ခုစီထားတာဖြစ်ပါတယ်နံပါတ်1ဝါတိုင်းပြီးရင်ဆက်စုမိန်တို့မဟုတ်ဒီယူလာမယ်အဲ့လိုပဲဆက်စုမိန်ဒီယူကြားစာပိုက်ထဲမှာ2ပိုက်လောက်လာတတ်တယ်နှစ်ကြောင်းလောက်ပေါ့နော်နှစ်ဖြတ်လောက်လာတတ်တယ်အဲ့ဒါပြီးသွားရင်တော့အောက်ဆုံးစာပိုက်ဒီမာတိုမဲဖြစ်သွားပြီပေါ့နော်မာတိုမဲဤကန်ဤတိုင်းပါညာအဲ့ဒါကြီးဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီလိုမျိုးဆင်ထားတဲ့နေရာမှာရှိတော့ဝါတိုင်းကိုရှာခြင်းနေဆိုရင်အပေါ်ဆုံးအပိုက်ကိုပဲရှာရမှာဖြစ်တယ်အပေါ်ဆုံးအပိုက်ကိုတော့ခဏတာစုယုံမှုပေါ့နော်အဲ့တော့အမြဲဆုံးဖတ်ရမယ်နောက်တစ်ခုကကြတော့ခေါင်းစဉ်နဲ့ပတ်သက်တာတွေပါတာကိုပုံများတယ်နော်ဒီဟာကဘာနဲ့ပတ်သက်တဲ့အကြောင်းအရာကိုရေးထားတဲ့စာပိုက်ဆိုတာကိုနံပါတ်1စာပိုက်မှာဝါတိုင်းမှာရှာလို့ရတယ်ကဲနံပါတ်2ကတော့စာရေးသူရဲ့အမြင်အဲ့ဒါကလည်းခုနကစာပိုက်တစ်ပိုက်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံအရဆိုရင်တော့နောက်ဆုံးစာပိုက်ဖြစ်ပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ရှင်တို့ကနောက်ဆုံးစာပိုက်ကိုဖတ်ရမယ်ခေါင်းစဉ်မိခွန်းပုံစံမျိုးတွေလည်းလာတတ်တယ်အဲ့တော့နောက်ဆုံးစာပိုက်ကိုအမြဲဖတ်ရမယ်ဘယ်လိုဟာမျိုးတွေမှာလဲဆိုရင်ဟိရှာနိုခန်းကားရေတို့နော်ဟိရှာနိုအိုမူီတို့ဟိရှာကဒိုခန်းကားရေတေးတို့ကဟိရှာကနန်နီကိုအီးတိုက်တဲ့စကစားသဖြင့်အဲ့လိုပုံစာတွေဆိုရင်တော့ရှင်တို့ကနောက်ဆုံးအပိုက်ကိုဖတ်ရင်အဖြေကိုအမြန်ဆုံးအနည်းဆုံးမြန်ရှာနိုင်မှာဖြစ်တယ်はいနံပါတ်3ကတော့ထက်ခါပါတတ်တဲ့စကားလုံးတွေပေါ့ထက်ခါပါတတ်တဲ့စကားလုံးတွေဆိုလို့မိနာဆန်တို့ရဲ့အတွေ့အထဲမှာဝါတာရှိတို့ဂျီဘွန်းတို့စတဲ့အမြဲတမ်းသုံးနေကြစကားလုံးနေ့စဉ်သုံးစကားလုံးတွေကိုမျက်စိနဲ့မြင်လိမ့်မယ်အဲ့ဒါတွေမဟုတ်ပါဘူးအဲ့ဒါတွေမဟုတ်တဲ့စကားလုံးတွေထက်ခါပါလာပြီဆိုရင်တော့တေးကြပါတယ်ဒီစကားလုံးဒီမေကုန်းကိုညွှန်းချင်နေတာဖြစ်ပါတယ်ကဲနံပါတ်4ကတော့ Semon de Kina Kotoba တကူပဲ Chinese ကောက် Kotoba ဆိုတာက
ဒီစာပိုက်မှာ semantic key ဆိုတာဘာတွေလဲဆိုလို့ရှိရင်ဥပမာတမိုင်းနဲ့ပတ်သက်တာတွေဘုန်းခနဲ့ပတ်သက်တာတွေစားစရာနဲ့ပတ်သက်တာတွေပေါ့နော်အဲ့ဒီလိုအကြောင်းအရာတွေကိုပြောတဲ့အခါမှာသုံးတာမျိုးကို semantic key နာကိုတိုဘာလို့ပြောတာပါဝါတာရှိတို့ဂျီဘွန်းတို့လိုခုနကနံပါတ်3လိုမျိုးနေ့စဉ်3စကားလုံးတွေကိုဆိုလိုတာမဟုတ်ပါဘူးဘာတွေလဲဆိုရင်နနီနနီစေနနီနနီခါနနီနနီတေခိတို့စတဲ့စကားလုံးတွေပေါ့ဥပမာအပြင်ရေခိရှိတေခိတို့ဒါမျိုးတွေမှာပုံမှန်သုံးလေးမရှိတဲ့ပုံမှန်နေ့စဉ်မှာသုံးလေးမရှိတဲ့စကားလုံးတွေကိုsemantic key နာကိုတိုဘာအဖြစ်သတ်မှတ်ပြီးတော့အဲ့ဒီစကားလုံးတွေပါလာတယ်။တခါတလေဒိဗ္ဗေတောင်နားလည်ရခတ်တဲ့စကားလုံးမျိုးတွေပါလာတယ်။အဲ့ဒီအဓိပ္ပာယ်နားလည်ရခတ်ပါတယ်ဆိုမှအဲ့ဒီစကားလုံးကိုခဏခဏမြင်နေရတဲ့စာပိုက်ထဲမှာထပ်ခါသုံးထားတာကိုတွေ့တယ်ဆိုရင်တော့သိကြပါတယ်ဒီစာပိုက်ဒီအဲ့ဒီစကားလုံးက main ဖြစ်နေပြီးတော့မှအဲ့ဒီစကားလုံးနဲ့ပတ်သက်တဲ့မေးခွန်းကိုပဲမေးမှာဖြစ်ပါတယ်။အဲ့ဒီစကားလုံးရှိတဲ့နေရာတစ်ဝိုက်မှာအဖြေရှိပါတယ်။ကဲနောက်ဆုံးအကြောင်းအရာဖြစ်တဲ့ဘောင်ထဲကစကားစုတွေပေါ့ဘောင်ထဲကစကားစုတွေဆိုလို့တခြားမတွေးပါနဲ့ဘောင်ဆိုတာကဟော့ဒီလိုဘောင်လေးတွေကိုပြောတာဖြစ်ပါတယ်ဒီဘောင်လေးတွေကဘယ်နေရာမှာသုံးလဲမိနာဆန်တို့လည်းစာပိုက်ဖတ်နေတဲ့အခါမှာတတိထားမိပါလိမ့်မယ်ဒါလေးတွေကစကားပြောတွေမှာအသုံးအများဆုံးစကားဘောင်လေးတွေတင်ဂီတလေးတွေပါเนาะအဲ့တော့စကားပြောကိုကိုစားပြုတဲ့တင်ဂီတလေးတွေပါဝိထုဆန်တဲ့စာပိုက်မျိုးတွေเนาะစာရေးသူကိုအသားပေးပြီးပြောချင်တဲ့စကားလုံးတွေမှာဟောဒီဘောင်လေးတွေပါတတ်ပါတယ်ဥပမာပေါ့နော်ဟောတရှိတို့ဒီစာပိုက်မှာဘသူကဘသူကိုဘာပြောလိုက်တယ်ဆိုတဲ့ဟာကိုပြောချင်အဲ့ပြောလိုက်တယ်ဆိုတဲ့စကားလုံးကိုဘောင်လေးခတ်ထားတာမျိုးနောက်တစ်ခုကစာရေးဆရာကကျွန်တော်ကတော့ဟောဒီလိုပဲမြင်လိုက်ပါတယ်ကျွန်တော်ကတော့ဟောဒီလိုပဲပြောလိုက်ပါတယ်သူကတော့ကျွန်တော်ကိုဟောဒီလိုလာပြောလိုက်ပါတယ်စသဖြင့်သူ main ထားခြင်းနဲ့သူစာဖတ်သူကိုအရန်ကိုထင်သာမြင်သာဖြစ်စေခြင်းနဲ့စာလုံးတွေဆိုရင်ဟောဒီလိုဘောင်လေးထဲမှာထည့်ပြီးတော့မှရေးတတ်ပါတယ်ပြောတတ်ပါတယ်ဒါကြောင့်မလို့ဟောဒီဘောင်လေးကိုရှာတဲ့တွေ့ပြီဆိုလို့ရှိရင်လေဝါတရှိတို့ကဟိရှာနိုဤတိုင်းခိုတိုဘာတို့ဘာတို့နဲ့ပတ်သက်တဲ့မွန်တိုင်းတွေကိုအမြန်ဆုံးနဲ့အမှန်ဆုံးဖြေနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီဗီဒီယိုလေးထဲမှာဝါတရှိက keyword ရှာနည်းလေးကိုပြောပြပေးထားတာဖြစ်ပါတယ်နောက်ဗီဒီယိုလေးလည်းထပ်လုပ်ပေးပါဦးမယ် key sentence ရှာနည်းလေးဆိုတဲ့ဗီဒီယိုလေးရဲ့နောက်တစ်ခုကဝါဒရှိအပေါ်ဆုံးမှာခုနကပြောခဲ့တဲ့reading မြန်ဖြည့်နည်းတွေကမိကုံးအမျိုးအစားနဲ့စာကြောင်းတိဆောက်ပုံကိုလည်းဗီဒီယိုလေးထပ်ပြီးတော့မှရိုက်ပြီးတော့ရှင်းပြပေးပါဦးမယ်ဟိုင်じゃあ皆さん都该မှာအမှတ်ကောင်းကောင်းရပါစေじゃあまたね